အားလုံးပဲမင်္ဂလာပါနော်မြန်မာပြည်သူပြည်သားအားလုံးကျန်းမာချမ်းသာကြပါစေโอเคကျွန်တော်ဒီတစ်ပတ်တော့ကျွန်တော်ကဏ္ဍကိုသိကြပါနော်ကျွန်တော်330တန်ဖိုးကဏ္ဍခွန်တက်လေးပေါ့ကျွန်တော်ကြိုက်ဆုံး330လို့ပြောပြီးပါပြီဝိဒါကတော့ကျွန်တော်စီကိုတောင်းဆိုတဲ့လူတွေရှိလို့ကျွန်တော်တင်ပြတာပါတိတ်တော့အကောင်းအလားကြီးတော့မဟုတ်ပါဘူးကျွန်တော်ဘာတောင်းဆိုတော့ဆိုဆရာဒီတစ်ပတ်စစ်ကြိုက်တယ်ငါကြိုက်တယ်စစ်နဲ့ငါပါတဲ့ကဏ္ဍလေးတွက်ပြီးလို့ရမလားဆိုလို့နော်ကျွန်တော်ရပါတယ်ဒါပေမဲ့တိတ်မမာလို့โอเคသဘောတရားရကျွန်တော်ပြမယ်အဲ့တော့ခွန်နှစ်6ဒီမှာနော်ခွန်ရဲ့2ရဲ့6သုံးလုံးပေါင်းခြင်း5ဟိုထိပ်စီးထွက်တယ်ခွန်ရဲ့2ရဲ့6ရဲ့နော်အမ668သုံးလုံးပေါင်းခြင်း3ညထိပ်စီးထွက်တယ်နော်တပင်ကြဒီလိုသွားလိုက်3ည1 5သုံးလုံးပေါင်းခြင်း6ထိပ်စီးထွက်တယ်နော်ထိပ်စီးဟိုလိုမျိုးကနနှလုံး3လုံးနေမလို့နော်ဒီခွန်3ညသုံးလုံးပေါင်းခြင်း10ထိပ်စီးထွက်မယ်နော်ဒါ10ထိပ်စီးသဘောတရားနော်โอเคနောက်ပြီးတော့ကျွန်တော်ဒီမှာနောက်ပိတ်ကတော့9နှစ်ဆိုတဲ့သုံးလုံးပေါင်းခြင်း3ကနောက်ပိတ်ထွက်တယ်6 ဆိုတဲ့ဒီလိုသုံးလုံးပေါင်းခြင်း4ကနောက်ပိတ်ထွက်တယ်6ခု2ဆိုတဲ့သုံးလုံးပေါင်းခြင်း5ကနောက်ပိတ်ထွက်မယ်ဆိုရင်စစ်ထိတ်5ပိတ်နော်နောက်ဆက်သဘောတရားလေးတော့ရှိတယ်ဒါလွယ်လွန်းတကူလေးစစ်ထိတ်5ပိတ်ဆိုတဲ့အနေထားမှာအလဲတိုင်းမှာတော့ကျွန်တော်အများကြီးရှိတယ်ဗျကျွန်တော်ကြိုက်တာကတော့ဒီလို96ကဒီလို5ဆိုတော့ကျွန်တော်ဒီလိုခွာ9ဒီလိုခွာခွန်ဆိုရင်ကျွန်တော်ကတော့တစ်ကိုပူကြိုက်နေတယ်ဘလို့ကြိုက်မှန်းတော့ကျွန်တော်လည်းမသိဘူးအလှကြီးလည်းမဟုတ်ဘဲနဲ့လကားနေကြိုက်နေစစ်တင်5ကိုကျွန်တော်နော်โอเคအဲ့တော့ပေတံကြီးကိုတစ်ခါတွားလိုက်မယ်အခုတို့ပြောတဲ့ကျွန်တော်ရဲ့ပေတံကမဖောက်ပါဘူးနောက်အတစ်ထုတ်တဲ့ပေတံတစ်ခုပဲဖောက်တာပါဒါပေမဲ့ကျွန်တော်မှာပြီးခဲ့တဲ့6နှစ်ကဒီမှာပရိတ်6နှစ်ပရိတ်ကို931လို့ယူတယ်6နှစ်ဆို1ရပါဝါ6သူ့ထက်ကြီးတဲ့ခွန်စစ်ကိုယူလိုက်တော့ကျွန်တော်တို့ကပုံမှန်ဒီပေတံမှာကအပေါ်တန်းလုံးလုံးပြောက်တယ်ပြီးခဲ့တဲ့ဘက်3ခုမှာအပေါ်တန်းပါသွားတယ်3တန်းမကူကတော့မှန်းနေတော့မယ်ဒါပေမဲ့အသေးလို့ယူလိုက်တဲ့ယူဆချက်ကလေးပဲပြောင်းရမှာနော်အဲ့တော့ပြီးခဲ့တဲ့ဘက်က3ခုဒီမှာအလေတန်းပြောက်တယ်ဒီမှာလည်းအလေတန်းပြောက်တယ်လုံးဝမှန်ပါသေးတယ်ပူးထွက်တာတောင်မှပေတံ2ချောင်းလုံးမပေါက်သေးအဲ့ဒီပေတံ2ချောင်းဒီတစ်ပတ်မှလာမယ်ဆိုရင်3ခုဆိုတော့4ပြိမနေဘူးလား4 5 6လို့ယူလိုက်သူ့အောက်ကပါဝါ3လုံးယူလိုက်တယ်နော်ကျန်တဲ့4လုံးထက်ဒီမှာ3ခုဆိုခွန်ရဲ့ပါဝါဒီ2ဖြစ်တဲ့ကြောင်း3 4 5နှစ်နောက်က3 4 5ကိုအပေါ်မှာရေးအဲ့လိုလုပ်လိုက်တယ်နော်အဲ့တော့ဒီထဲမှာဆိုရင်တော့ကျွန်တော်တို့က10နဲ့9နဲ့ယူလိုက်တယ်ဆိုရင်ဒီပေတံမှာကိုယ့်ကိုချိန်ကြည့်လို့ရတယ်ကျွန်တော်ထဲမှာ2ခွန်တစ်လုံးထိလာမယ်2နဲ့ခွန်တစ်လုံးယူမယ်4တစ်လုံးယူမယ်ကြိုက်ရင်ယူလို့ရတယ်1တစ်လုံးယူလို့ရတယ်အဲ့ထဲမှာ10 5လည်းမရဘူး10နဲ့5ဆိုရင်လည်းမရဘူးနော်အဲ့တော့ဘယ်လိုပြောမလဲโอเคဒီမှာနဲ့မှားနေเนาะဒီမှာ sorry 126ခွန်ဖြစ်ရမှာကျွန်တော်ကဒီအပေါ်က3ညောက်ပြန်ယူထားလို့เนาะ sorry เนาะโอเคဒီ6လုံးမှာပါတဲ့ကဏ္ဍကိုယူရမှာဆိုတော့โอเคအဲ့တော့ဒီကလို့စစ်တင်5ဆိုရင်ဒီကောင်လည်းဖောက်မှာဒီကောင်လည်းဖောက်မှာစစ်တင်5เนาะအဲ့တော့စစ်တင်5မရဘူးကျွန်တော်တို့145ဆိုရင်တော့နှစ်ခုလုံးအဆင်ပြေတယ်အဲ့ဒီမှာ145ရတယ်ဒါပေမဲ့ဒီကောင်နေနဲ့မှန်ညမမှန်မှာပါမသုံးပါနဲ့တအားကြီးအယုံကြည်မရှိပါနဲ့ကဏ္ဍကြိုက်ရင်ထိုးပါအဲ့တော့စစ်ထိပ်စီ9နောက်ပဲရှိတယ်ကျွန်တော်ရဲ့ပေတံကဏ္ဍကဒါပါနော်4 5 6 9 3 1 2 3ခွန်စစ်တစ်ချိန်မှမဖောက်သေးဘူးဒီနှစ်ထဲမှာနော်နောက်တစ်မူက3 4 5 19 3ည126ခွန်နော်အမြဲတမ်းဒီဘောတစ်လုံးမှမရှိဘူးပြီးခဲ့တဲ့ဘက်ကခွန်တစ်လုံးထိသွားတယ်နော်အဲ့ဒါကြောင့်โอเคအားလုံးကြမ်းမှချမ်းသာကြပါစေစစ်ထိတ်5ပိတ်စစ်နဲ့5ထိုးလို့ရတယ်စစ်ခွန်5ထိုးလို့ရတယ်ဟို sorry ဟိုတဲ့2ခွန်တစ်လုံးထိစစ်ခွန်5ထိုးလို့ရတယ်စစ်တင်5ထိုးလို့ရတယ်စစ်4 5ထိုးလို့ရတယ်ပေတံညှိတာတော့စစ်4 5တစ်ခုပဲပေတံကောင်းတယ်ကျန်တဲ့ဟာတွေတစ်ချောင်းမဟုတ်တစ်ချောင်းညှိဒါပေမဲ့ကြိုက်ရင်ထိုးလို့ရတယ်
ဒါဟိုစစ်နဲ့ငါးနဲ့ဟိုပတ်သက်တာလေးတွက်ပြပါဆိုတွက်ပြတာကျွန်တော်အကြိုက်ဆုံးထဲမှာတော့မပါဘူးနော်အားလုံးကြားမှာချမ်းသာကြပါစေ